လား okay အဲ့ဆိုကျွန်တော်ဆိုရဝန်တန်းမနေ့ကဆိုရဝန်တန်းတွေပါပြောတာထားအဖြစ် okay okay အဲ့ကျွန်တော်အဲ့ပြန်ဖတ်ပြမယ်လေနားပြန်နားလို့ရအောင်မjust မြင်ရနော်ဟုတ်ကိုမြင်ရတယ် okay မနေ့ကကျွန်တော်တို့ဒီပါလေဒီအရာပြောသေးရပေါ့နော်သမင်းဒုသစာအောင်ပါညာပြောလိုက်တယ်ဒီဒါလေးပြောထားပြီးသားဒါကျွန်တော်တစ်ခေါက်ပြန်ဖတ်ပြမယ်လေဒါဘာဖြစ်တော့ပြန်နှားထားလို့ရအောင်ပထမဆုံးကျွန်တော်တို့ကနောက်တော့ကျွန်တော်တို့ကဘာလဲဆိုတော့ preview မဟုတ်လားညီမလေးခုနစာရေးကြည့်အောင်စလုံးကြီးပျောက်နေမရေးတော့ကြီးပါဦးလေကြီးပဲကျွန်တော်ပြီးကနေကြချက်ပြပြောမယ်လေအဲ့ဒါဘယ်လိုရေးမလဲဆိုတာပြန်ပေးလိုက်အောင်မယ်ဆိုတော့ဘာလို့လဲမပြောတာโอเคရတယ်โอเคကျွန်တော်ပထမဆုံးကျွန်တော်တို့ကအာချစ်ဆိုတာကအလောက်ကတမိုးအကြောင်းပြောတာနောက်ဆုံးကျွန်တော်က crew ဆိုတာကဆရာမပြောလို့ပြောလို့ရှိရင်အာဂျန်ဆိုတာလည်းဆရာမဒါမှမဟုတ် crew ဒါမှမဟုတ်အာဂျန်ဆရာမပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ကထဟန်ဆိုတာကစစ်သားနော်ထဟန်ဆိုတာကစစ်သားဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်ကတမ်ရူဝတ်ဆိုတာကရဲကိုပြောတာတမ်ရူဝတ်စထာနီတမ်ရူဝတ်ဆိုရင်တော့ရဲစခန်းတမ်ရူဝတ်ဆိုရင်ရဲတမ်ရူဝတ်โอเคပြီးလို့ရှိရင်ကျွန်တော်ကခါရာချက်ကန်ဆိုတာကကျွန်တော်ကဆိုရဝန်တန်းကိုပြောတာခါရာချက်ကန်ဆိုရဝန်တန်းပြီးလို့ရှိရင်ကျွန်တော်ကဘာရှိလဲဆိုရင်ကျွန်တော်တို့ဈေးတယ်ပေါ့နော်ဈေးတယ်ဆိုရင်မြို့သားဈေးတယ်မြို့သမီးဈေးတယ်ပေါ့အဲ့လိုဆိုကျွန်တော်ကဖော့ခါဆိုရင်ကျွန်တော်ကအမျိုးသားဈေးတယ်မဲခါဆိုရင်အမျိုးသမီးဈေးတယ်ပေါ့မြို့သားဈေးတယ်မြို့သမီးဈေးတယ်လို့ရှိရင်ကျွန်တော်ကမဲပန်းဆိုရင်ကျွန်တော်ကအိမ်ရှင်မမဲပန်းဆိုရင်အိမ်ရှင်မပြီးလို့ရှိရင်ချမ်းဖာဆိုရင်ဓမ္မပညာရှင်ချမ်းဖာဓမ္မပညာရှင်ပြီးလို့ရှိရင်ကျွန်တော်ကခြောင်နာဆိုတာလေခြောင်နာဆိုရင်ကျွန်တော်ကလယ်သမားကိုပြောတာလို့ရှိရင်နတ်ကရိယန်ဆိုရင်ကျောင်းသားပြီးလို့ရှိရင်ကျွန်တော်ကနတ်စစ်စာဆိုရင်ကျွန်တော်တက္ကသိုလ်ကျောင်းသားကိုပြောတာပြီးလို့ရှိရင်နတ်ခေါဆိုတာကတည်င်းကိုပြောတာနတ်ခေါဆိုရင်ကျွန်တော်ကတည်င်းတော့ပြီးလို့ရှိရင်ကျွန်တော်ကနတ်ခီယန်ကရေးတာနတ်ခီယန်ဆိုရင်ကျွန်တော်ကစာရေးဆရာပေါ့โอเคနောက်တစ်ခါမော်ဆိုတာကဆရာဝန်ပြီးလို့ရှိရင်ကျွန်တော်ကဖျားပန်းဆိုရင်သူနာပြုကျွန်တော်ကဆေးရုံဆိုရှင်လုံဖျားပန်းဆေးရုံပေါ့ဖျားပန်းဆိုသူနာပြုโอเคပြီးလို့ရှိရင်ကျွန်တော်ကလူကျန်းဆိုရင်ကျွန်တော်ကအလုသမားကိုပြောတာအလုသမားပြီးလို့ရှိရင်ကျွန်တော်ကဖူချက်ကန်ဆိုရင်မန်နေဂျာနော်ပြီးလို့ရှိရင်ကျွန်တော်ကလေခာနုကန်ဆိုရင်
အတွင်းရေးမှုလေခါနုကန်အတွင်းရေးမှုပြီးလို့ရှိရင်ကျွန်တော်က wisdom engineer ပြီးလို့ရှိရင်ကျွန်တော်ကထနိုင်ဆိုရင်ကျွန်တော်ကရှိနေ okay ထနိုင်ဆိုရှိနေဒီဟာတွေရက်သေးလား ဟုတ်တယ်ဟိုကလေဟုတ်အတန်းရပါတယ်အကိုပြောပြတာပါအဲ့နောက်ကရက်ပြီးတော့လေစားဆက်မသွားတော့အတန်းတော့သွားနေ ဟုတ်လားကျွန်တော်ပြန်တော့ကြည့်လိုက်အောင် okay အဲ့ဆိုရင်ကျွန်တော်ဒီဟာတွေကရပြီနော်ဒီဟာတွေပြန်ကြည့်ပြီလားစနေဦးလေးဘယ်လိုပါစနေကလုံးလေးစနေတနေ့ဦးလေးကိုဆောင်းဝါတစ် အဲ့ဒါဒီစနေတင်းဦးလေးဆိုရင်ဒီစနေတင်းဦးလေးဆောင်းဝါတစ် ဆောင်းဝါတစ်နီး ဆောင်းဝါဒီစနေတင်းဦးလေးအဲ့ဒါဒီစနေတင်းဦးလေးဘယ်သွားမလဲဘယ်လိုပြောမလဲ ဆောင်းဝါတစ်နီးပိုင်ထိနိုင်ဘယ်သွားမလဲ ဘယ်သွားမလဲဆိုရင် จะไปไหน จะไปไหนโอเคဒီစနေတင်းဦးလေးဘယ်သွားမလဲ วันที่นี่ไปไหน จะไปไหนโอเคဒါလည်းပြီးပြီလားဒီမှာအတူတကွဆိုဘယ်လိုပြောလဲအတူတကွ ด้วยกัน တွေ့ကံဟုတ်တယ်တွေ့ကံအတူတကွကျွန်တော်တစ်ခုခုကိုလှုပ်ချင်တာတစ်ခုကိုစန္ဒရှိရဆိုဘယ်လိုပြောလဲ อยาก ရအမစားခြင်းတယ်ဆိုရင် กินอยาก စားခြင်းတယ်ဆိုရင် စားချင်တယ်กินอยาก กินရလားရกินလားရกิน อ๋ออยากกิน ရกินရกินစားခြင်းတယ်သွားခြင်းတယ်ဆိုရင် ไปอยากไป ရပိုင်းရအပေါင်းကရိယာလားမမြဲမှတ်တာရအပေါင်းကရိယာအော်ရောအကောရပိုင်းဆိုရင်သွားခြင်းတယ်ရမာလာခြင်းတယ်ရกินစားခြင်းတယ်ရဖို့ပြောခြင်းတယ်โอเคရပေါင်းကရိယာဆိုကျွန်တော်ပြုလုပ်ခြင်းနဲ့အကြောင်းအရာကရိယာတွေပြောတာရအပေါင်းကရိယာရနောက်မှာကရိယာလိုက်မယ်နော်โอเคဒါပေမဲ့ဘယ်လိုပြောလဲ တဲ့ဒါပေမဲ့ တဲ့โอเคကိစ္စကိုဘယ်လိုလဲကိစ္စကို ထူရာ ထူတာโอเคကျွန်တော်အတူတကွဆိုရင်နှစ်အတူဘယ်လိုပြောလဲနှစ်အတူ ထူရာကပ် ကပ်နဲ့လဲနေပါကွာလဲကပ်နဲ့လဲနေ ကပ်ကအဖေနဲ့နေတယ်အမေနဲ့နေတယ်လဲရကြတော့အဖေအမေကျမနဲ့ဘယ်သူကျမနဲ့ဘယ်သူ โอเคလဲကကြတော့ကျွန်တော်ကတစ်ခုနဲ့တစ်ခုဆက်ပြီးတော့ဟိုမှာဘယ်လိုပြောမလဲပန်းသီးရဲ့တစ်တော်ဒီရဲ့အဲ့လိုမျိုးပြောချင်တာကြာပန်းသီးနဲ့တစ်တော်ဒီအဲ့လိုမျိုးဒါကကြတော့အတူတကွဆိုရင်နှစ်အတူဟိုမှာစက်သားနဲ့စားတယ်ဝတ်သားနဲ့စားတယ်အဲ့လိုပေါ့ဟိုမှာတရားဆိုရင်ဖြင့်လို့လေးပြရမြန်မာစကားမှာဆိုရင်ဖြင့်လို့လေးပြရဖြင့်ဒါမှမဟုတ်ဖြင့်နှစ်ပေါ့နော်အဲ့လိုမျိုးပြောတာစက်သားနဲ့စားတယ်ဆိုပုံမှန်ဆိုရင်ကျွန်တော်စာရေးမယ်ဆိုရင်စက်သားဖြင့်စားသည်အဲ့လိုမျိုးပေါ့နော်ဒီမျိုးအိပဲနှစ်အတူဖြင့်ပေါ့နှစ်အတူဆိုတာကကျွန်တော်ကဟိုမှာဘသူနဲ့သွားတယ်ဒါမှမဟုတ်ကားနဲ့သွားတယ်ရထားနဲ့သွားတယ်အဲ့လိုမျိုးပေါ့အဲ့လိုပြောချင်တာနော် ဟုတ် โอเคအဲ့လိုရမယ်အဲ့တော့ကျွန်တော်ရင်ကျွန်တော်ကဘသူလဲကိုဘယ်လိုပြောလဲဘသူလဲကို ခရိုင် โอเคဘသူနဲ့စားလဲဆိုဘယ်လိုပြောမလဲ ဘယ်သူနဲ့စားလဲဆိုကင်းခရိုင်ဘယ်သူနဲ့စား ဘသူနဲ့စားလဲကျေလို့ဘသူနဲ့စားလဲ ကင်ကက်ခရိုင်ဘယ်သူနဲ့စားလဲ ကင်ကက်ခရိုင်ဘသူနဲ့စားလဲကင်ကက်ခရိုင်โอเคဘသူနဲ့သွားလဲ သူနဲ့သွားလဲဆိုရင်ပိုင်ကက်ခရိုင် ပန်ကက်ခရိုင်โอเคပိုင်ကက်ခရိုင်ဘသူနဲ့လာလဲ ဘယ်သူနဲ့လာလဲဆိုရင်မာကက်ခရိုင် မာကက်ခရိုင်အဲ့ဆိုရင်ဘသူလာလဲဆိုလို့တော့ဘသူလာလဲ
သူလာတာလေ อืม သူလာတာဘသူကခရိုင်ဆိုတော့ဘသူလာတာလေ อืมဘသူလာလဲ မာ မာ မခရိုင် မာခရိုင်ဘသူ သူ လာ လာတာလဲဆို မမှန်တယ်မာခရိုင် အဲ့ပဲလား မာတော့လာတာဘသူလဲခရိုင်တော့ဘသူလဲအဲ့တော့လာဘသူလဲဆိုရင်ဘသူလာလဲလို့ပြောချင်တာမာခရိုင်ဘသူစားရလဲဆိုရင် ဘသူစားရလဲဆိုရင်ကင်ခရိုင် ဘသူသွားတာလဲ ပိုင်ခရိုင် ဘသူလောက်တာလဲ ထမ်ခရိုင် time crime โอเคဘယ်လိုလုပ်တာလဲโอเคရအောင်နော်โอเคဒါတော့တီးပြီးသားကျွန်တော် TU ဆိုတာလည်းပတ်တယ်ဒါရတီးပြီးမနေ့ကပြောလိုက်ပြီဆိုတော့ဒါလည်းရမှနေတယ်ကျွန်တော်လည်းပြောတော့ဘူးโอเคဒါမနေ့ကကျွန်တော်မနေ့ကထဲကဒီကျန်တဲ့ဒီဟိုစာကြောင်းတိဆောင်ဝင်ဆောင်နေတဲ့ဒီကံမာပတ်တန်ပေါ့သရပတ်တန်โอเคဒါကတော့တီးပြီးသားပါဖြစ်မလဲ ခရိုင်ဘသူ ခေါ်ရိုင်းခရိုင်ဆိုတာကဘသူလဲသိကျင်တယ်မေးခွန်းဖြစ်တယ်ဘသူလဲပြုလုပ်တဲ့သူကိုမေးတာပေါ့နော်ဘသူလုပ်တာလဲဘသူစားတာလဲဘသူသွားတာလဲဘသူလာတာလဲအဲ့လိုမျိုးပြုလုပ်တဲ့သူကိုမေးတာအဲ့ဆိုကျွန်တော်ကဥမာဒါဆိုလို့ရှိရင်သူက cry အပေါင်းဘသူကဒီမှာဆိုရင် cry နဲ့သူကကရိယာနဲ့ပေါင်းနေပြီ crying sorry crying ဆိုရင်ဘသူကဒီမှာဆိုရင်သူကကရိယာတော့ဘသူကစားလဲဆိုရင်ခုနပြောင်းပြန်ဖြစ်သွားတယ်ခုနကင် cry ဆိုရင်ဘသူကိုကင် cry sorry ကင် cry ကြတော့ဘသူကိုစားလို့အဲ့လိုဖြစ်သွားတယ် cry ကကြတော့ဒီအပြုခံဘက်ကိုရောက်သွားတော့ဘသူကိုအဲ့လိုဖြစ်သွားတယ်အဲ့တော့အမှန်တရားမှန်က cry အပေါင်းကရိယာအမှ crying နော် crying ပိုင်က cry ဘယ်သူနဲ့သွားတာလဲโอเคဒီမှာဆိုရှင်သူ့တွေပြ cry အပေါင်းကရိယာဆိုရင်ဘသူကလဲဆိုတော့ဘသူကတော့လဲဆိုရင်မှာ crying ဆိုရင်ဘသူကစားတာလဲဖြစ်မှာပေါ့ဘသူကစားတာလဲ crying ဟုတ်နော် ဟုတ် ရမနော် crying ဘသူကစားတာလဲအမှဆိုရင်ခုနပြောတယ်ကျွန်တော်ခုနပထမတစ်ခါပြောတဲ့ဟာကဟိုမှာဖူးခရိုင်ဆိုရင်ဘဒုကိုဖြစ်သွားတယ်ဘဒုကိုသူကကျတော့ပုံမှန်ခုနပြောလို့မျိုးစီဆုံးမှလာရင်ဒီကကျတော့ကျွန်တော်ကအပြုတ်လုပ်တဲ့သူကိုမေးတာစီမှလာရင်စီဆုံးမှလာရင်ပြုတ်လုပ်တဲ့သူကိုမေးတာနောက်မှလာရင်ကျတော့အပြုတ်လုပ်ခံရတဲ့သူကိုမေးတာဟိုမှာဒီမှာဆိုရှင်crying ဆိုရင်ဘသူစားတာလဲပေါ့ဘသူစားတာလဲလို့ပြောတယ်ထားတော့ crying food ဆိုရင်ဘသူပြောတာလဲဟုတ်တယ်နော်โอเคထားတော့ king cry ဆိုရင်ဘသူကိုစားတာလဲလို့ဖြစ်သွားတယ်ဒီမှာfood cry ဆိုရင်ဘသူကိုပြောတာလဲဖြစ်သွားတယ်ဘသူကိုပြောတာလဲကိုပါသွားပြီဘသူကိုပြောလိုက်တာလဲဟိုမှာသူ့ကိုအဖေကိုအမေကိုအဲ့လိုမျိုးပြောခံရတဲ့သူကိုကျွန်တော်ကမေးတာဖြစ်တယ်နောက်ကလာရင်ပြောခံရတဲ့သူမေးတာရှေ့ကလာရင်ပြောတဲ့သူမေးတာပေါ့ပြုလုပ်တဲ့သူမေးတာ က ရှေ့ကလာရင်ပြုလုပ်တဲ့သူမေးတာဒီနောက်ကလာရင်အပြုလုပ်ခံရတဲ့သူမေးတာအပြုခံမေးတာပေါ့အဲ့လိုပြောလို့ရတယ်ကားနဲ့ကိုယ်နဲ့ပေါ့အဲ့လိုမှတ်လို့ရပြီမယ်ခုနလိုတရားရဘသူကဆိုရင်ကျွန်တော်ကပြုလုပ်တဲ့သူမေးတာရှေ့ကလာရင်ပြုလုပ်တဲ့သူမေးတာနောက်ကလာရင်ကျွန်တော်ကပြုလုပ်ခံရတဲ့သူမေးတာโอเคရမလားအဲ့ဒါခုန crying လို့ပြောဖြစ်မလဲ crying ဆိုရင်ဒီမြတ် ခရိုင်ကင်ဘသူကိုစားတာလဲ မဟုတ် crying ဘသူစားတာမဟုတ် crying ကဘသူ crying ဆိုတာက crying ဆိုတာရှေ့ရလာရင်ကျွန်တော်ကအပြုလုပ်တဲ့သူကိုမေးတာဥမာဘသူစားတာလဲအဲ့လိုဘသူစားလဲ crying ဘသူစားလဲရှေ့ရလာရင်မှတ်တာမှာရှေ့ရလာရင်ပြုလုပ်တဲ့သူကိုမေးတာနောက်ကလာရင်ပြုလုပ်ခံရတဲ့သူကိုမေးတာရမှာနော်ဥမာကျွန်တော်ဒီမှာဆိုရင်ဖက်ကြည့်ပါဦးဒါဘာဖြစ်မလဲ ခေါ်ရင်တော့ခရိုင်ခေါ် ခေါ်ရိုင်းခရိုင်နော်ဟုတ် ဖော်ဦး
တော့ဖု ဖော်ဦးတော့ ခရိုင်ဖု ခရိုင်ဖို့ဆိုရင်သူကဘယ်သူပြောလဲဆိုဘယ်သူပြောတာလဲလို့ပြောတာလို့ပြောတာဒါပေမဲ့ထားတော့ဒီကောင်ရှင်းအောင်ပြပြလန်ကြည့်လိုက်ဖုခရိုင်ဆိုရင်ဘယ်သူကိုပြောတာလဲအဲ့လိုဖြစ်သွားတယ်ဒါဆိုရင်ဘယ်သူကပြောတာလဲအဲ့လိုမျိုးလေးပဲဗျာခုနကလိုဖုခရိုင်ဆိုရင်ခရိုင်ကအပြောခံရတဲ့သူကြတော့ဘယ်သူကိုပြောတာလဲအဲ့လိုကျွန်တော်ပြောနေတာခရိုင်ကရှိရလာရင်ပြုလုပ်တဲ့သူကိုမေးတာနောက်ကလာရင်အပြုလုပ်ခံရတဲ့သူကိုမေးတာဟုတ်ကဲ့ရပါနော်ဟုတ် ဖတ်ကြည့်ပါဦးဒါဖတ်ကြည့်ပါဦး ခေါ်တော့အိုင်ခရိုင် ခရိုင် ကိုအီနိုကိုအီနိုကင်း ကိုင်းနော်ကင်ခရိုင်ကင်ဆိုပါလေ ခေါ်ခရိုင်ကင်းဆိုတာဘယ်သူစားလဲ ဘယ်သူစားလဲ ဘယ်သူစားတယ်လဲ โอเคနောက်တစ်ခုကဖတ်ကြည့်ပါဦး ခေါ်အားခါမိုက်ခေါ်အားခါခေါ်အားတော့ခေါက်မိုက်တို့ခေါက် ပါရေခေါ်အား ပြီးရင်ခေါ်အားရောခါ ခေါ်အား ခေါက် ဘုံနော်ခေါ် မို အား က်တို့ခေါက် ခေါ်အားဝခေါက်မိုက်တို့ခေါက်မိုက်တို့ခေါက်ဒါပြီးတော့ခေါ်အား ခေါ်အားတော့ ဒီကောင်အားနော်ဒါလေးအားလေးမိုက်တို့ကြီးဖြစ်နေခေါ်အားတော့ ဟုတ် ခေါ်အားတော့ဖတ်ခေါ်အားတော့ဖတ်လေခေါက်ဖတ်ဆိုရင်ဘာဖြစ်မလဲ သမီးကျော် ခေါက်ဖတ်ဆိုထမင်းကြော်အဲ့ဆိုရင်ခရိုင်ကင်းဆိုဘယ်သူစားတာလဲဘယ်သူစားတာတော့ဘာကိုစားရလဲဆိုတော့ထမင်းကြော်စားတော့ခရိုင်ကင်းခေါက်ဖတ်ဆိုရင်ဘယ်သူထမင်းကြော်စားရလဲဒါမှမဟုတ်ထမင်းကြော်ဘယ်သူစားရလဲအဲ့လိုပြောတာပေါ့နော်ဘယ်သူထမင်းကြော်စားရလဲဒါမှမဟုတ်ထမင်းကြော်ဘယ်သူစားရလဲအိပဲတူတူပဲအဲ့ဆိုရင်ခရိုင်ကင်းခေါက်ဖတ်ခရိုင်ကင်းခေါက်ဖတ်အဲ့ဆိုထမင်းဘယ်သူစားရလဲဆိုလို့ပြောမလဲ သမီးဘယ်သူစားတာလဲဆိုတော့ခရိုင်ခေါက်ခရိုင်ကင်းခေါက် ခရိုင်ကင်ခေါက်မို့နော်ခရိုင်ကင်ခေါက်ခရိုင်ကင်ဘယ်သူစားရလဲဘာလို့စားတဲ့ဟာကိုထည့်ရမှာထမင်းစားရလားဒါမှမဟုတ်လင်မိုတီစားရလားတေးတီစားရလားအဲ့လိုပေါ့နော်ခရိုင်ကင်နောက်မှာစားတဲ့ဟာလိုက်ရမှာဘာလို့စားရလဲထမင်းလားတေးတီလားတခုခုပေါ့နော်ခရိုင်ကင် something အဲ့ဆိုရင်ဘယ်သူကစားတာလဲအဲ့ဟာကိုစားလိုက်တာလဲပေါ့အဲ့လိုမျိုးဘယ်သူကထမင်းကိုစားလိုက်တာလဲအဲ့လိုမျိုးမေးနေတာโอเคရပါနော်ရပါနော် ဟုတ်ရတယ် โอเคအဲ့ဒါဒီမှာဆိုကျွန်တော်ကဒီမှာဆိုရှင်ဒါခုနပြောပြတာ cranking ခောက်ဖတ်โอเคပြီးလို့ရှိရင်ကျွန်တော်ကဒီမှာဒါခုနကျွန်တော်ပြောတဲ့ pattern တစ်ခုကရိယာအပေါင်းခရိုင်ကရိယာအပေါင်းခရိုင်ဆိုတာနောက်ကလာရင်ခုနကပြောလဲနောက်ကလာရင်ဘာကိုမေးရ နောက် ခရိုင်နော နော က်က က်ကလာတယ်ဆိုလို့ရှိရင်ပြုတ်တဲ့သူကိုမေးတာဘယ်သူကိုပြုတ်တဲ့သူ ပြုခံရတဲ့သူနောက်ကလာရင်ဘာကိုမေးရ သူကိုဖုခရိုင်ပြုတ်ခံရတဲ့သူ ပြုခံရတဲ့သူမေးရပြုခံဆိုတာကပြုလို့ခံရတဲ့သူရှိရလာရင်ဘာကိုမေးရ ပြုတ်လို့သူ ပြုလုပ်သူမေးတာရှိရလာရင်ပြုလုပ်သူမေးတာနောက်ကလာရင်ပြုလုပ်ခံရတဲ့သူမေးတာ object ကိုမေးရတာရှိရလာရင် subject ကိုမေးပြီးတော့နောက်ကလာရင်ကျွန်တော်ဒီ object ကိုမေးတာโอเคအဲ့တော့ဒီမှာဆိုရှင်ထားပါတော့ခုနပြောတဲ့ဒီမှာဆိုရှင်ကရိယာအပေါင်းခရိုင်အဲ့ဒါဒီမှာဆိုချက်ကြည့်လိုက်မယ်တူမှကြည့်လိုက်မယ်ဥမာခွန်ကြပိုင်ဖတ်ကြည့်ပါဦး ခေါင်းနော်ခွန်ကြောအားကြအော်အိုင်ပိုင်းခွန်ကြပိုင်းပြင်ဖောအိုပေါ်ဖို့ဖောဥဖောတရာရှိကြားရတယ်ပြောပုံကမ်းတရာရှိရဖောဥဖောဥ ပေါ် ဖောဥဖော ဖို့
ညီမကအတန်တူးနေရတာပဲတူတူလေးပဲကြားနေရခေထားတော့ခွန်จะไปพูดพ่อโอบอพูด အာ พ่อโอบอพูดခေါ်ရိုင်းခရိုင်အဲ့ဆိုခွန်จะไปพูดခရိုင်พูดခရိုင်ဆိုတာကพูดခရိုင်ဆိုတာကကျွန်တော်ဒီพูดဆိုတာကတွေ့တာကိုပြောတာကျွန်တော်ဟိုမနှုတ်ဆက်တဲ့ရှင်แล้วพูดกันใหม่ဆိုတွေ့ကြမယ်พูดกันใหม่ဆိုတွေ့ကြမယ်လို့ပြောတာနောက်တွေ့ကြမယ်နော်အဲ့လိုပြောတာအခုဒီမှာဆိုพูดဆိုတွေ့ရအောင်ပြောတာအဲ့ဆိုခွန်จะไปတင်သွားတယ်ပေါ့တင်သွားတယ်พูดခရိုင်အဲ့ဆိုပြောချင်တာကတင်ဘဒုကိုတွားတွေ့တာလေဘဒုကိုဒီမှာဆိုတွားတွေ့တာပိုင်ဖို့ဆိုရင်တွားတွေ့တာဖို့จะไปဖို့ဆိုရင်တွားတွေ့တာခရိုင်ဘဒုကိုအဲ့ဆိုခွန်จะไปဖို့ခရိုင်တင်ဘဒုကိုတွားတွေ့မလို့လေကြားထင်တာတော့ဘဒုကိုတွားတွေ့မလို့လေအဲ့လိုမျိုးမြင်တာခွန်จะไปဖို့ခရိုင်ခွန်จะไปဖို့ခရိုင်ဘဒုကိုတွားတွေ့မလို့လေโอเคရမှာနော်ဆိုတော့ဘဒုကိုဆိုတာကျတော့ကျွန်တော်ကထားတော့ဒီမှာဆိုလို့ရှိရင်အတွေ့ခံရတဲ့သူမေးရတာအတွေ့ခံရတဲ့သူမှာအဖေလားအမေလားအဖေနဲ့တော့တွေ့မှာလားအမေနဲ့တော့တွေ့မှာလားအဲ့လိုမျိုးပေါ့အဲ့ဆိုရင်ခွန်จะไปဖို့ခရိုင်ခွန်จะไปဖို့ခရိုင်ဘဒုနဲ့တော့ဆိုရင်ဒီဘဒုကိုတော့တွေ့မှာလဲအဲ့ဆိုတော့နောက်ပေါ့ခရိုင်နောက်ကလာတဲ့ကြောင့်မို့ကျွန်တော်ကအပြုခံရတဲ့သူအပြုခံနာကိုမေးတာပေါ့ခွန်จะไปဖို့ခရိုင်ဒီဘဒုကိုတော့တွေ့မလို့လဲဒီလိုမေးရအဲ့ဆိုရင်တရားတစ်ခုပေါ့နော်အဲ့ဆိုရင်ခုနကခရိုင်ကရှိရလာရင်ဘာအောင်မေးရ ခရိုင်ကရှေ့ရလာရင်ဟိုပြုတ်လို့သူမေးတာ ရှိရလာရင်ပြုသူမေးတာနောက်ကလာရင် ပြုတ်ခံသူမေးတာ ပြုခံသူမေးတာအဲ့ဆိုရှင်းပြီဥမာထားပါတော့ဘသူစားတာလဲဆိုဘယ်လိုပြောမလဲ ဘူစားတာလဲဆိုရင် ဟင်း ခရိုင်ကင် ခရိုင်ကြီးနဲ့ခရိုင်ကြီးဆိုတာခရိုင်ကြီးတော့ဘာလို့ဆိုတော့စားတဲ့သူကိုမေးရတာစားတဲ့သူဆိုတော့ပြုလုပ်တဲ့သူစားတဲ့သူမေးကြမှာခရိုင်ရှိရလားမှာခရိုင်ကြီးခရိုင်အပေါင်းကရိယာခရိုင်ကြီးအဲ့ဒါတော့တင်ဘဒုကိုပြောတာလဲတင်ဘဒုကိုပြောလဲအဲ့ဒါဘယ်လိုပြောမလဲဒါကြောင့်သိစောက်ကြည့်ပါဦးတင်ဘဒုကိုပြောလဲ သူပြောလဲဆို တင်ဘဒုကိုပြောလဲတင်ကိုဘယ်လိုပြောလဲတင် တင်ရခွန် တင်ကခွန် ခွန်ကြ ဟမ် ခွန်ကြပြောတာဖူ ဟိုတင်ဘဒုကိုပြောလဲလို့ပြောကျွန်တော်တင်ဘဒုကိုပြောမလဲမဟုတ်နော်တင်ဘဒုကိုပြောလဲတင်ခွန်ပြောတာကိုပြောလဲ ခွန်ဖူခရိုင် တင်ဘဒုကိုပြောလဲ ကိုခရိုင်တင်ဘဒုကိုပြောရလဲတင်ဘဒုကိုပြောတာလဲတင်ဘဒုကိုပြောရလဲအဲ့လိုပြောဘဒုကိုပြောလိုက်တာလဲမင်းဘဒုပြောလိုက်တာလဲအဲ့လိုမျိုးဘဒုကိုဆိုတာကျွန်တော်ဒီအပြုခံရတဲ့သူအပြောခံရတဲ့သူပြောခံရတဲ့သူကိုမေးတာဆိုတော့တင်ဘဒုကိုပြောလိုက်တာလဲဟုတ်တယ်နော်ဆိုခုံဖို့ခရိုင်ဟုတ်တယ်နော်ခုံဖို့ခရိုင်ရမလားရမလား ဟုတ်ရတယ် โอเคနောက်တစ်ခုကဒါတော့တီးပြီးသားဟိုနေ့ကကျွန်တော်ပြောတယ်မနေ့ကပြောလိုက်တယ်အော်ရောအားကိုရက်ဆိုတာကဘာဖြစ်တာလဲ ချင်းတီစားချင်းတီ စားကြတယ် သွားခြင်းသည် ရှိရစတရှိရလှုပ်ချင်တဲ့ဟာကိုရောအော်ရောအားကိုရက်လို့ပြောတယ်ရက်ကာတနဲ့ရက်โอเคပထမဆုံးတစ်ချက်ကြည့်မယ်ကျွန်တော်ကအော်ရောအားကိုရက်ပြီးလို့ရှိရင်ဖတ်ကြည့်ပါဦးဒါရက်ကင် ရကောအင်နော်ကင်ပြီးရင် ရက်ကင် ဘောကမိုင်းချက်တော့ ဟွန်း ဘာ ကိုဦးဝါရော မိုင်း မို တ င်း ရီ ချက်တော့ကိုဦးဝါရောမိုင်းချက်တော့ဒါခဏတည်း ကောဦးကမဟုတ်ကောမဟုတ်လား ကိုဦးဝါလေဟယ်လို ကောဦးကမိုင်းချက်တော့ဆိုတော့ကြားရ ကိုဦးဝါရောမိုင်းချက်တော့ကိုဦးဝါရော ကော ကိုဦးဝါကူဝါရောဆိုရီကိုဦးဝါရောကူဝါကြီးဆိုအမြန်ထွက်တော့ကိုကြီးဆိုတဲ့တည်းမိုင်းချက်တော့ကိုကြီးဒါတီယောအဲ့ဆိုကိုတီယောဒါ
ဒါတွေ့ပြီးသားစကားလုံးဖြစ်တယ်ဒါကွေတီယိုကျွန်တော်အစားတောက်မှာကွေတီယို ကိုတီ သင်ခန်းစာမှာသင်မိတာဟမ်အဲဆိုတော့ယာကင်ကွေတီယိုယာကင်ကွေတီယိုဆိုရင်ကွေတီယိုစားခြင်းတယ်လို့ပြောတာယာကင်စားခြင်းတယ်ကွေတီယို ဟုတ် ကွေတီယိုစားခြင်းတယ်ဟိုထားပါတော့ကျွန်တော်ကစက်သားစားခြင်းတယ်ဆိုလို့ပြောရမလဲ ရာကင်ကိုင် ဝတ်သားစားခြင်းတယ် ရာကင်မူ ယာကင်မူโอเคအဲ့လိုပြောခြင်းတာယာအပေါင်းကရိယာအပေါင်းကျွန်တော်စားခြင်းတဲ့အရာပေါ့โอเคလှုပ်ခြင်းတယ်ဆိုလှုပ်ခြင်းတဲ့အရာပြောရမှာโอเคဒီမှာဒါကစားခြင်းတယ်โอเคနောက်တစ်ခါမစားခြင်းမှုဆိုကြတော့ကျွန်တော်ကအဲ့ခုနစားခြင်းနဲ့ရှိမှမိုက်ထည့်လိုက်ရုံပဲစားခြင်းနဲ့ရှိမှမိုက်ထည့်လိုက်ရင်မစားခြင်းမှုဖြစ်သွားရောโอเคမိုက်ယာကင်ကွေတီယိုမစားခြင်းမှုဟာနော်အဲ့ဒါကျွန်တော်ထားတော့ဥမာတွားခြင်းတယ်ဆိုဘယ်လိုပြောမလဲတွားခြင်းတယ် တွားချင်တယ်ဆိုရင်ရာပိုင် ယာပိုင်တွားခြင်းတယ်โอเคတွားခြင်းတယ်မတွားခြင်းမှုဆိုရင်ဘာထည့်ရမလဲမတွားခြင်းမှုဆိုရင် မိုက်ရာပိုင် မိုက်ယာပိုင်โอเคမိုက်ယာပိုင်မတွားခြင်းမှုမိုက်ယာပိုင်လာခြင်းတယ်ဆိုဘယ်လိုပြောမလဲလာခြင်းတယ် တွားချင်တယ်ဆိုရင်ယာမာ ယာမာပြီးလို့ရှိရင်မလာခြင်းမှုဆိုဘယ်လိုပြောမလဲ မိုက်ယာ မိုက်ယာโอเคအိမ်ပြန်ခြင်းလည်းဘယ်လိုပြောလဲအိမ်ပြန်ခြင်းလည်းဘယ်လိုပြောလဲ ပြန်ရင်အိမ်ပြန်ရင်အိမ်ရပန်း အိမ်ပြန်ပြန်တာကို ပြန်တာကလပ်ကိုဘယ်လိုပြောကပ် ကပ်လည်းရကလပ်လည်းရအဲ့ဆိုရင်အိမ်ပြန်တယ်ဆိုရင်ကလပ်ဘန်းโอเคအိမ်ပြန်ခြင်းလည်း ရာကလပ်ပန်းအိမ်ပြန်ရှင် โอเคအိမ်ပြန်ခြင်းလည်းယာကလပ်ဘန်းအိမ်မပြန်ခြင်းမှုဘယ်လိုပြောမလဲ မိုက်ရာကလပ်ပန်း မိုက်ယာကလပ်ဘန်းအိမ်မပြန်ခြင်းမှုအဲ့လိုပြောတာโอเคကျွန်တော်ပြန်ခြင်းလည်းအငင်းရကြတော့အလေပြန်ခြင်းလည်းဆိုရင်ရှိမှမိုက်ထည့်လိုက်မပြန်ခြင်းမှုအဲ့လိုစားခြင်းလည်းဆိုရင်စားခြင်းလည်းရှိမှမိုက်ထည့်လိုက်ရင်မစားခြင်းမှုအဲ့လိုဖြစ်သွားโอเคနားလည်မယ်နော် ဟုတ် โอเคဒီမှာဆိုရင်နောက်တစ်ခုကကျတော့မနေ့ကပြောတဲ့ဟာတွေးကန်ဆိုတာပါလေတွေးကန်ဆိုတာ အတူတူက โอเคအဲ့တော့ तू ကကရိယာအပေါင်းတွေးကန်ရဲ့သုံးပုံသုံးနည်းကကရိယာအပေါင်းတွေးကန်ဥပမာကျွန်တော်ကထားတော့တွေးကန်ဆိုတာအတူတူဖြစ်တယ်โอเคအတူတူကသွားကြမယ်ဆိုသွားကြတယ်ဆိုဘယ်လိုပြောမလဲ တွားကြသည်ဆိုပိုင် ပိုင် တွေ့ကန် โอเคအတူတူကစားကြတယ်ဆိုဘယ်လိုပြောမလဲ ကင်တွေ့ကန် กินด้วยกันโอเคအတူတူကလာကြတယ် မာတွေ့ကန် မာတွေးကန်โอเคရမယ်နော်အဲ့လိုမျိုးပြောတာကရိယာအပေါင်းတွေးကန်ဆိုတာကအတူတူကအမှတခုခုလောက်ကြတယ်ပေါ့တခုခုလောက်ကြတယ်ပြောကြတယ်လောက်ကြတယ်အဲ့လိုမျိုးလောက်တာကိုဘယ်လိုပြောလဲလောက်တာကို လောက်တာကိုထမ် အလုပ်တာကိုဘယ်လိုပြောလဲ ထမ်ငံအဲ့လိုလုပ်ပြီး အတူတူလုပ်တယ်အတူတူကအလုပ်တယ်ဆိုဘယ်လိုပြောမလဲ ထမ်ငံတွေ့ကန်အတူတူအလုပ်လုပ်ကြ ทำงานด้วยกันโอเคအဲ့ဒါမှအမေပြောင်းလိုက်မယ်အမေပြောင်းလိုက်ဆိုရင်အမေဆိုတာကဒီမိခွန်းစကလုံးပြောင်းလိုက်မယ်ဆိုဘာထည့်ရမလဲ မိုင် မိုင်ထည့်ရမယ်โอเคအဲ့ဆိုအတူတူကစားကြမလားဆိုဘယ်လိုပြောမလဲ ပိုင်တွေ့ကန်မိုင် စားကြမလား ကင်တွေ့ကန်မိုင် กินด้วยกันမှာအတူတူကသွားကြမလား ပိုင်တွေ့ကန်မိုင် အတူတူကပြောကြမလား ဖူတွေ့ကန်မိုင် ဖုန်းတွေ့กันမှာအဲ့ဆိုအတူတူကတွေ့ကြမလားလို့ပြောမလဲတွေ့ကြမလား တွေ့တာ တွေ့တာဖို့လေဖို့ တွေ့တာ ဖို့ဖို့အိုးဖို့ဖို့တွေ့กันไหมဖို့တွေ့กันไหมအတူတူကတွေ့ကြမလားโอเคရပါနော်အဲ့ဒါကရိယာပေါင်းတွေ့ကန်ဆိုရင်ကျွန်တော်ကအတူတူကလောက်ကြတယ်လို့မျိုးတွေးပြရတယ်ကရိယာပေါင်းတွေ့ကန်โอเคနောက်တစ်ခုကြည့်မယ်ကျွန်တော်တို့
ဥမာခုနပြောတယ်ပိုင်တွေးကန်ဆိုလူတကွာသွားကြတယ်မာတွေးကန်လူတကွာလာကြတယ်အဲ့လိုမျိုးခုနပြောလို့မျိုးဒါတော့သမင်းလူတကွာသွားစားတယ်သမင်းလူတကွာသွားစားဆိုဘယ်လိုဖြစ်သွားမလဲ ပိုင်ကင်ခေါက်တွေ့ကန် ပိုင်ကင်ခေါက်တွေးကန်โอเคပိုင်ကင်ခေါက်တွေးကန်โอเคရမှာနော်ပိုင်ကင်ခေါက်တွေးကန်သမင်းလူသွားစားကြတယ်အဲ့ဆိုခုနပြောမိခွင်းပြောင်းမယ်ဆိုဘယ်လိုဖြစ်သွားမလဲသမင်းလူသွားစားကြမလားဆိုရင်ပိုင် ကင်ခေါက်တွေ့ကန်မိုင်း ပိုင်ကင်ခေါက်တွေးကန်မိုင်းသမင်းလူသွားစားကြမလားโอเคနောက်တစ်ခုကကျွန်တော်ဒါမနေ့ကတော့ပြောလိုက်တယ် high ဆိုတာကကျွန်တော်ကပြီးတယ်လို့လေးပဲရတယ်ပြီးလို့ရှိရင်တစ်ခုခုခိုင်းစီတဲ့အခါမှာလည်းသုံးတယ်လို့ပြောတယ်တစ်ခုခိုင်းစီတဲ့အခါမှာလည်းသုံးတယ်ပြီးလို့ရှိရင်အောင်ဆိုပြီးတော့လည်းအဓိပ္ပာယ်ရတယ်အောင်ဆိုရင်မှပျော်ရွှင်အောင်လို့မှနေကောင်းအောင်နေနော်လို့အဲ့လိုမျိုးအောင်ဆိုတဲ့အဓိပ္ပာယ်အဲ့လိုမျိုးနော်အဲ့လိုမျိုးအဓိပ္ပာယ်ရတယ် high ဆိုတာhigh ဆိုပြီးတယ်ပေါ့မပြီးဘူးလို့ပြောမလဲ မပေးဆိုရင်မိုင်းဟိုက်အဲ့လို my high โอเคပြီးမှလားဆိုဘယ်လိုပြောမလဲ ဟိုက်မဟိုက်မိုင်း ပြီးမှလား မှာจะให้มัน จะให้ไหมပြီးမှလားโอเคအဲ့ဆိုအဲ့ဒါလေးကြည့်မယ် high ရဲ့အသုံးလုံးအခုနပြောရဲကျွန်တော်တို့ကဒီမှာဆို high ရဲ့အဓိပ္ပာယ်ကဥမာကရိယာအပေါင်း high အပေါင်းကရိယာအပေါင်း high အပေါင်းကရိယာဆိုရင်သူကတော်အောင်တော်လို့ရေးရတယ်ဥမာတော်သူ့ရဲ့ပတ်တန်လေးကြည့်မယ်ကရိယာအပေါင်း high အပေါင်းကရိယာโอเคဒီမှာဆိုလို့ရှိရင်ဒါဆိုဘာဖြစ်မလဲ เที่ยวเที่ยวเที่ยว ထောမိုက်เที่ยวဆိုရင်เที่ยวဆိုတာเที่ยวဒီလို့ရှိရင် ให้ high ဒီလို့ရှိရင် อ๋อဆိုอ่ะสนุก สนุกค่ะ TU high စနု TU high စနုဆိုရင် TU ကလည်းကရိယာပဲပျော်ရွှင်တာလည်းကရိယာပဲအဲ့လိုပြောလို့ရပျော်ရွှင်တာလည်းကရိယာဖြစ်တယ်သူအလဲကောင်မှာ high ရှိတယ်အဲ့ဆိုရင် TU high စနုဆိုရင်ပျော်ရွှင်အောင်လေလို့ပြောတော့ဒီကပျော်ရွှင်အောင်လေပေါ့ပျော်အောင်လေဆိုတဲ့ပဲပျော်အောင်လေသူရဲ့ဒီပဲကရိယာအောင်ကရိယာအဲ့ဆိုရင် TU high စနုပျော်ရွှင်အောင်လေနောက်ကနေပြန်ပါလာပြန်တာကပျော်ရွှင်အောင်လေပေါ့ပျော်ရွှင်အောင်လေဆိုတော့ပျော်ရွှင်အောင်လေပတ်ပေါ့လို့ပြောတာကြည့်ရပါနော်ကရိယာ high ပေါင်းကရိယာပေါင်း high ပေါင်းကရိယာဆိုရင်ဟိုမှာပျော်အောင်စားဆိုဘယ်လိုပြောမလဲပျော်အောင်စား ပြောအောင်စားဆိုရင်ကင်ဟိုက်စนุก กินให้สนุกล่ะပျော်အောင်စားဆိုရင်မှန်တယ်กินให้สนุก โอ้ย กินให้สนุกโอเคပျော်အောင်သွားဆိုဘယ်လိုပြောလဲပျော်အောင်သွား ไปให้สนุก ပိုင်ဟာစนุกโอเคပိုင်ဟာစนุกဟိုဒါမှမဟုတ်ဟိုအဲ့လိုမျိုးအတိတ်ပဲတော့မရှိဘူးเนาะသိအောင်လို့ဟိုစာကြောင်းတစ်စောင်းပုံသိအောင်လို့ဟိုမှာပျော်အောင်လားဆိုဘယ်လိုပြောမလဲ ให้สนุก ပျော်အောင်နေဆိုရင် ပြောအောင်နေဆိုလို့ရှိရင်ที่နေရပါတော့ ဒါကြီးရယ် ที่ให้สนุกနေဒီကที่ နေရယူလေယူထိမှနေဒီယူထိဆိုတာဘယ်မှာနေတယ်အဲ့လိုမှာနေတယ်လို့ပြောယူထိကမှာနေတယ်ဟိုအိမ်မှာနေဆိုယူထိပန်းယူကတလုံးလဲဆိုရင်နေဒီတိတ်ပဲအဲ့ဆိုရင်ခုနကပြောပျော်အောင်နေဆိုဘယ်လိုပြောမလဲ ให้สนุก ယူဟိုက်စနုလို့ပြောရယူဟိုက်စနုโอเคယူဟိုက်စနုเนาะယူဟိုက်စနုပျော်အောင်နေလို့ပြောတာဒီမှာဆိုလို့ရှိရင်ဖတ်ကြည့်ပါအောင်ဒါဘာဖြစ်မလဲအော် အော်အီမော အော်အီမော ဆိုတော့အော်အီမော အော်အီမောအမို့အော်အီမောအင်အော်အီမောအင်အော်အီမောမတ်တာအော်အီမောအင်မိုင်အင်အော်အီမောအင်မိုင်အင်ဆိုတာကဘိုက်ဝါတာဘိုက်ပြေးတာပြောတာအင်
im ဇာတ်ပိတ် im okay သူကဒီမှာပြောချင်တာကခုနလိုမျိုးဘိုက်ပြည့်အောင်စားဆိုဘယ်လိုဖြစ်သွားမလဲ ဘိုက်ပြည့်အောင်စားဆိုရင်ကင်ဟိုက်အင် ကင် high im ဇာတ်ပိတ်မှာ kien high im ဘိုက်ပြည့်အောင်စားဘိုက်ဝအောင်စား okay ကျွန်တော်ပြောဆိုလှပအောင်နေအဲ့လိုမျိုးလှအောင်နေဆိုဘယ်လိုပြောမလဲ အောင်ဒီဆိုရင်ယူဟိုက်ဆွေ you high ဆွေလှအောင်နေ you high ဆွေလှအောင်နေ okay အဲ့ဒါရမှာနော်ဒီ high ရဲ့သုံးပုံသုံးနည်းဟိုမှာကရိယာ high အပေါင်းကရိယာဆိုရင်သူကအောင်ကရိယာအောင်ကရိယာလေးပြရတယ်ဟိုမှာပြောအောင်စားပြောအောင်နေအဲ့လိုမျိုးပေါ့ဟိုမှာလှအောင်နေလှအောင်သွားအဲ့လိုတစ်ခုခုပေါ့နော်အဲ့ဒီရဲ့အသုံးပုံသုံးနည်းอ่ะပြရမှာနော် ကဲ okay နောက်တစ်ခုဖတ်ကြည့်အောင်ဒါကတော့ပြီးသား1ဆိုတာပါလဲ or no 1နေ့ရက်နော်1ဆိုတာနေ့ရက် okay ဒီမှာကျွန်တော်ကနေ့တွေကိုထိုင်းလို့လေးလာမယ်မှာစနေလုံးလေးလာရင်ငါဘုံချက်တာပြီးတောက်ကြ okay ပထမဆုံးကျွန်တော်ကြည့်မယ်ဖတ်ကြည့်ပါအောင် war ဟောနောဝန် or အော်အာအာ ထော် ဟောီဒေါ်တစ် ထော်ဤတော်လားတော် ဆိုတော့တော် ထော်ဤတော် ဟောီဒေါ် အဲ့ဆို1 artist ဆိုတာကတနင်္ဂနွေနေ့ကိုပြောတာ1 artist โอเคတနင်္ဂနွေနေ့နောက်တော့ဖတ်ကြည့်ပါအောင်1 or no 1 ဟောနောဝန်ချောဤ ချောလာကြောအာနော ကျော်ကျန်วันจันทร์ ဟော ထောကတယ်วันจันทร์ဒါวันจันทร์မဲလုံးပေါင်းမနေရလားနေရလားမသိวันจันทร์ဆိုတာကကျွန်တော်ကတနင်္လာနေ့ကိုပြောတာวันจันทร์တနင်္လာနေ့วันจันทร์ဟောနောวันကျော်နောကျန်วันจันทร์တနင်္လာနေ့ရပါနော် ဟုတ် โอเคနောက်တစ်ခုဖတ်ကြည့်ပါအောင် war no one အော်အာငေါအန် war no an ပြီးရင်ခေါ်အားရောခံ one an ခေါ် kan ရောဝန်အန်ခံ one an kan ဆိုတာကဒီမှာအင်္ဂါနေ့ကိုပြောတာအဲဆိုရင် one artist ဆိုရင်တနင်္ဂနွေနေ့ one ကျန်ဆိုတနင်္လာ one an kan ဆိုရင်အင်္ဂါနေ့ပြောတာโอเคနောက်တစ်ခုဖတ်ကြည့်ပါအောင် one ဟောအာမောအန်ဟောအာနောဝန် one โอเค ဖော ဖောဦး ဟော ထော ဟောထော ထောတော့ထောဆိုတာတက်ဖြစ်တယ်နော်ဖောဦးတော့ဆိုရင်foot one foot ဆိုရင်ဘိုးထူးလေးပေါ့ one foot ဘိုးထူးလေး one foot ရပါနော် အခုခဏလေးဒီရှယ်လေးတော့ပိတ်လို့ရမှာ okay ပြေ ဟုတ်ရပြီ okay အဲ့ဒါခုနကကျွန်တော် one foot ဆိုရင်ဘိုးထူးလေးကိုပြောတာ one foot ဆိုဘိုးထူးလေးနောက်တစ်ခုဖတ်ကြည့်ပါအောင် one ဟိုကကျတော့ ဖောရုပေါ့ ဖောရုဆို root ဆိုရင်ဖောရုဆိုရင် fruit အဲ့လိုတန်ထားမှာဖောရုဆိုရင် fruit ဖောကဖာရောရူဆိုတော့ဟုတ်တယ်မလားအဲ့လိုတန်ဆိုတော့ဖောရုဆိုရင် fruit one fruit ဖတ်ကြည့်ပါဦးနောက်တစ်ခုကဟောအာဆော ဟောအာဆိုရင် ဟောအဆောဆိုရင်ဟတ် ဟောအာဆိုဆို ဆောဟတ် ဟောအာဆိုဟာဆို one prihat ဘောပဲဒေါ် ed ဒေါ်
one prihat ဟုတ် one prihat ခဏနော်ဒီစလုံးမနေလာမယ်ပြန်ကြည့်လိုက်အောင်ခဏလေးစလုံးမနေလာမသိဘူးဆိုတော့ခဏလေးနောက်ဘတ်တူစတာပတိ SURSTY one okay one prihat one prihat ဖက်ကြည့်ပါအောင်နော်တဲ့ ဟုတ်ဘောပဲ ဘောကြီးอ่ะ ဒေါ် ed ဒီနားလေးမှာကျွန်တော်ကone prihat ဆိုရင်သူကone prihat ဆိုရင်သူကစောစတာလေးထည့်ပေးရအဲဆိုရင်သူကဘယ်လိုဖြစ်သွားလဲဆိုတော့ one prihat sabori one prihat sabori ဆိုဖြစ်သွားတယ် one prihat sabori one prihat sabori ဒီလား one prihat ဟက်ကတော့ကျွန်တော်ကဟောအားဆိုရင်စောအတွဲလိုက်ပဲပုံမှန်ဆိုရင်စောဟောအားစောဆိုရင်ကျွန်တော်က hat ဟုတ်တယ်မလားဟောဆို hat ဒါပေမဲ့ဒီနားမှာကျွန်တော်ကစောဆိုတဲ့အတန်လေးမပြောက်သွားအောင်ထားပေးရအောင်မယ်အဲဆိုရင် one prihat sabori one prihat sabori အဲ့လိုပဲသွား one prihat sabori ဆိုရင်ကျွန်တော်ကကျတာပလင်းလေးကိုပြောတာ one prihat sabori one prihat ဒါမှမဟုတ် one prihat လည်းတူအောင်ပြောလို့ရတယ် one prihat ဆိုရင်ကျတာပလင်းလေးပဲနောက်က sabori ထည့်တယ်မထည့်နေမှာ one prihat sabori ဆိုရင်ကျတာပလင်းလေးရမလား one prihat sabori ဟုတ်ကဲ့နောက်တစ်ခုကဖတ်ကြည့်ပါဦး war are no one စောဥကောစု one စုဆိုရင် one စုဆိုရင်တောက်ကြနေ one စုဆိုတောက်ကြ one စုတောက်ကြ okay နောက်တစ်ခုဖတ်ကြည့်ပါဦး war နော် ဘောအနောဘောအနော1ပြင်စောအောင်ဆောင် စောအောင် one ဆောင် စောအောင်နော်စောအောင်I am အောင်ဟုတ်တယ်မလားအောင်ဆိုရင်ဥစ္စာတော့ပေါ့ရည်တန်းဖြစ်နေအောင်အဲ့ဆိုရင် one ဆောင်ဟုတ်တယ် one ဆောင်ဆိုရင်စနေနေ့ကိုပြောတာ one ဆောင်စနေနေ့ဟုတ်နော် one ဆောင်စနေနေ့โอเคကျွန်တော်နေ့ပြန်ဖတ်ပြမယ်ပထမဆုံးကျွန်တော်ကနေ့ကိုကျွန်တော်ကone နေ့ရက် one okay ဒီနေ့ကိုနေ့ကိုကျွန်တော်ကone artist ဒီနေ့ကိုနေ့တင်လာနေ့ဆိုကျွန်တော်ကone จันအင်္ဂါနေ့ဆိုကျွန်တော်ကone อังคารအင်္ဂါနေ့ဗုဒ္ဓနေ့ဆိုရင်one พุธဗုဒ္ဓနေ့ကျတာပရိနေ့ဆိုရင်one prihat sabori ဒါမှမဟုတ်ရင် one prihat ဆိုရင်ကျတာပရိနေ့နောက်တစ်ခုက one စုဆိုရင်တောက်ကြနေ့ one ဆောင်စနေနေ့ okay ဖတ်ကြည့်ပါဦး one နေ့ရက် one art တနင်္ဂနွေနေ့ one artist one จังတနင်္ဂနွေနေ့ one จังတနင်္လာနေ့ one အန်ခံရာနေ့ one พุธနေ့ one prihat sabori ကျတာပရိနေ့ one စုတောက်ကြနေ့ one စုကြနေ့ပြင် one ဆောင်စနေနေ့ okay စနေတင်းလေးဆိုလို့ပြောတယ်စနေတင်းလေးဆိုရင် ဆောင်အထစ် ဆောင်းအားထိဆောင်းအားပါလေဆောင်းအား ဆောင်ကစနေ စနေအားထိကကြတော့ ဒီကတနင်္ဂနွေနေ့ နှစ်ခုပေါင်းတာဆောင်းအားထိဆိုရင်စနေတင်းလေးလို့ပြောဆောင်းအားထိစနေတင်းလေး okay ကျွန်တော်မေးချင်တာကဒီနေ့ဘာနေ့လဲလို့ဘယ်လိုမျိုးလဲဒီနေ့ကို ဒီနေ့ကနေ့ ဒီနေ့ကိုရှိကြဒီနေ့ကို နေ့ဆိုวันနေ့ အဲ့လိုလုပ်ပါ วันနေ့ วันนี้ဘာနေ့ဘာဒီနေ့ဘာလဲလို့ပဲဘာလဲကို ဘာလဲကအ
အရိုင်း ဝန် အ နီ ရိုင်းကနောက်ဆုံးမှာ ဝန်နီဆိုဒီနေ့ဝန်နီဒီနေ့ဘာနေလဲဘာနေလဲဆိုတော့အဲမှာနေပါတယ်နေကိုကျွန်တော်ဘယ်လိုပြောမလဲ one one okay ဝန် ဝန် နီ နီone အရိုင်းဝန်နီ one အရိုင်းဆိုရင်ဒီနေ့ဘာနေလဲဒီလိုကြည့်ပါဦးဒီနေ့ဘာနေလဲဆိုရင် ဝန်နီ one အရိုင်းဒီနေ့ဘာနေလဲ okay ဒီနေ့ဘာနေလဲ ဒီနေ့ဘာနေလဲ ဒီနေ့ ဒီနေ့လာနေวัน ဒါဆိုဝန်နီ ဟုတ်วันนี้วันจันทร์ค่ะဒီနေ့တနင်္လာနေ့ပါရှိ နေโอเคအဲ့ဒါရမှာနော်ဒီနေ့ဘာနေလဲဝန်နီဝန်ကြံဝန်နီဒီဝန်နီဝန်အရာဒီနေ့ဘာနေလဲဝန်နီဝန်ကြံဒီနေ့လာနေပါโอเคရမှာနော်ဒီဟာဒါဖတ်ကြည့်ဒါဖတ်ပြရတော့ရမှာနော်ဒါတော့တက်ခတ်တာရှိသေးလားဒီထဲမှာ ရှိပါဦး โอเคအဲ့ဒါဆက်တက်လိုက်မှာโอเค ဟုတ်ရပါ ပထမဆုံးကျွန်တော်ကဒါအတိပြီးဒါမနေ့ကပြလိုက်တယ်ဒါပါတယ်လေ วันยุပရက် ပိတ်ရက်ဒါမှမဟုတ်နားရက်ပိတ်ရက်ဒါမှမဟုတ်နားရက်ဝန်ယုတ်ဝန်နီးဆိုရင်ဒီပါလေဟယ်လို ဟုတ်ဒီနေ့วันนี้ဒီနေ့ နီးရပါတယ်နီးရ နေ့ကနီးပဲလေဒီဟာ အဲ့လိုပါဒီဟာမြန်မာလိုမြင်ရတယ်နီးရဒီဟာဝန်ကပါလေ နေ့ရက် နေဒီပေါ်ဆိုကျွန်တော်ဝန်နီးဆိုရင်ဒီနေ့ဝန်နီးဆိုရင်ဒီနေ့โอเคရမှာနော်ဝန်နီးဒီနေ့အဲ့ဟိုနေ့ဆိုဘယ်လိုပြောမလဲဟိုနေ့ ဟိုနေ့ ဟိုဘယ်လိုပြောလဲ ဟိုကမသိရော ဟိုနန်းလေနန်းအဲ့ဆိုရင်ဝန် ဟုတ် န ဟုတ် န်းဝန်နန်းဆိုရင်ဟိုနေ့ဝန်နန်းဟိုနေ့ဒီနေ့ဟိုနေ့ဆိုရင်ဝန်နီးဝန်နန်းဒီနေ့ဟိုနေ့အဲ့လိုမျိုးဝန်နီးဝန်နန်းโอเคအဲ့ဒါဖတ်ကြည့်ပါအောင်ဒါဆိုရင် မောဦးဝမောဦးဝမူဝမ်မောဦးဝ မောဦးဝတက်မောဦးဝမူဝမော sorry မောဦးဝမဟုတ်မောဦးဝနော်လေရောင်းတဲ့ဦးဝမောဦးဝဆိုရင်ဘာဖြစ်မလဲ မူဝမောဦးဝမူဝ မူဝဟုတ်တယ်မောဦးဝမူဝမိုက်အေးဘာဖြစ်မလဲ ไม่มัวไม่มัว မိုက်မူဝ ไม่มัว မူဝဝအာနော် โออาโนวัง one အဲ့ဒါဘာလို့တော့လဲမူဝ1ဆိုတာကကျွန်တော်ကမနေ့ကဆိုတာမနေ့ကမူဝ1အမြဲတမ်းမူ1လို့ဖြစ်သွားတယ်သူကအမှန်တကယ်တော့သူ့တာတက်ကမောဝမူဝဟောနော်1မူဝ1ဆိုမူ1အဲ့လိုမျိုးအဲ့ဒါတက်ကမူ1 มูวัน မူ1ဆိုတာဒါလေးဆိုတာမူ1ဆိုရင်မနေ့ကဆိုကျွန်တော်ကဒါတော့နောက်ကနီးထလိုက်တော့မူ1နီးဆိုရင်ဒီမနေ့ကပေါ့ဒီနေ့သူကနီးထက်တာโอเคမူ1ဆိုမနေ့ကဆိုရနီးရတာမလို့မူ1မနေ့ကရမှာနော်ဖတ်ကြည့်ပါဦးနောက်ထပ် ဟုတ်ฟอฝะรออุ ရောဦး รออุงอรออุงอဆိုတော့ရု ရောဦးဟုတ်ไม่อีรุงรออีนีไม่ถูนี မြင့်တယ်လားလို့ရောဦးငေါ်ရုံမိုက်ရုံဟုတ်တယ်ဖရုဒီမှာဖရုနီဆိုတော့ရောဦးငေါ်ရုံရောဦးငေါ်ရုံမိုက်ရုံဖရုနီမို့ဒီမှာကျွန်တော်အတည်းမာနေပြီတွေ့မြင့်တယ်မဟုတ်ဖောရောဦးငေါ်ရောဦးငေါ် ဟုတ်ရออุ ရောဦးငေါ်ရုံမိုက်ဘာဖြစ်မလဲ ไม่อีรุง မိုက်ရုံ ไม่อีဟုတ်
နေဆွဲတယ်ဟုတ်တယ်မလားနေဆွဲတယ်ရ ဆိုနေဟုတ် ဟမ် မတ်အေးဟုတ်တယ် ဖရုံဖရုံနီ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 အတန်တော့လို့မျိုးဖရုံနီလို့ထွက်တာဖရုံနီအမှန်တကယ်တော့သူ့အတန်တကပေါ်ရောဥငေါ်ရုံမိုင်ရုံအဲ့တော့ဖရုံနီဖရုံနီပေါ့သူ့အတန်တကတော့ဖရုံနီပေါ့ဖရုံနီမနှက်ပြန်ဖရုံနီ ဟုတ်ကဲ့ နည်းထွက်မယ်ဆိုရင်တော့ဖောရောဥငေါ်ရုံမိုင်ရုံဖရုံနီဒါမှမဟုတ်အမြန်တဲ့ဖရုံနီဆိုရင်ဖရုံနီဆိုတဲ့ရပါတော့ဖရုံနီမနှက်ပြန်နော်ဖရုံနီမနှက်ပြန်မိုးဝမ်ဆိုရင်မနေ့ကဖရုံနီဆိုရင်မနှက်ပြန်โอเคနောက်တစ်ခါကြည့်ပါဦး အဲ့ကွာအော်အာအာ ဟွန်း အော်အာအာ အာ ပါပြီးရင်ထောအီထိ ထောဤ ထောအီတော်ထိ ထောဤတော်ထစ်အာထစ်ဆိုရင်ကျွန်တော်ခုနအာထစ်ကလည်းတင်းတင်းကိုနေဒါပေမဲ့ဒီမှာလည်းတော့အာထစ်ဆိုရင်ရဲတဲ့ဘက်လို့ပြောတယ်ရဲတဲ့ဘက်အာထစ်ရဲတဲ့ဘက်ဟုတ်တယ်မလားရဲတဲ့ဘက်လို့ပြောဒီမှာတင်းတင်းကိုနေလည်းရတယ်ရဲတဲ့ဘက်လည်းရတယ်မင်းကြီးကဒီမှာနဲ့အာထစ်โอเคနောက်တစ်ခါကြည့်ပါဦး စောအာပေါ်ဆက် စောအာပေါ်ဆပ်ဆပ်တော့အာ အာဒေါ်အာဒါ စပ်ဒါဘာသာပြန်လို့စပ်ဒါဆိုရင်ရဲတဲ့ဘက်အတူတူပဲဒီကနေ့ကြည့်ရတယ်မင်းကြီးကအတူတူပဲစပ်ဒါရဲတဲ့ဘက်โอเคနောက်တစ်ခါကြည့်ပါဦး လေကြောင်းတဲ့ဥဒရဒေါ်ဥ ဒေါ်ဦးအာနောဒေါ်ဦးအာနော ဒေါ်ဥအာနောဆိုတော့ဘယ်လိုထား ဒေါ်ဦးအာဆိုပါရဒေါ်ဦးအာဆိုရင် ဒူအာ ဒေါ်ဦးအာဒေါ်ဦးအာနောဒူဝမ်ဒေါ်ဦးအာနောဒူဝမ် ဒူအာ ဒူဝမ်ဆိုတာကလာဒူဝမ်လာနော် ဟုတ် ဒေါ်ဦးအာနောဒူဝမ်ဆိုတာကလာနောက်တစ်ခုဖတ်ကြည့်ပါဒါကတီဗီဒါပေါ့ ပြီး ဝမ်ပြီးဆိုနေပြောတာโอเคအဲ့ဒါကျွန်တော်စားရပြပြကြမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပိတ်ရက်ဆိုလို့ရှိရင်ဝမ်ယွတ်ပိတ်ရက်ဝမ်နီဆိုရင်ဒီနေ့ဝမ်နီကျွန်တော်မနေ့ကဆိုလို့ရှိရင်မိုးဝမ်ဒီနေ့မနေ့ကပေါ့မနေ့ပြန်ဆိုကျွန်တော်ကဖရုံနီမနေ့ပြန်ကျွန်တော်ရတဲ့ဘက်သတင်းပတ်ကိုကျွန်တော်ကအာထစ်ရတဲ့ဘက်ကျွန်တော်ကနောက်ထပ်ရတဲ့ဘက်အဲ့တိုင်ပဲစပ်ဒါဆိုရင်ကျွန်တော်ကရတဲ့ဘက်ပဲဒူဝမ်ဆိုတာကလာပီဆိုတာကနှစ်โอเคဖတ်ကြည့်ပါဦး ဝမ်ယုပိတ်ရက်ဝမ်နီဒီနီမိုးဝမ်မနေ့က မနေ့က ခရိုနစ်နှစ်ဖြန်အာတစ်ရတတပတ်စက်တာရတတပတ်ဒူဝမ်လာ ဒူဝမ်ဆိုလေကြောင်းတယ်လည်းပါအောင်နော်ဒူဝမ်ကျွန်တော်တန်းထောင်ကြည့် ဒူဝမ် ဒူဝမ်လို့မဟုတ်ဘူးဒူဝမ်ဆိုရင်ဒီအတိုင်းဖြစ်နေလေကြောင်းတယ်ပါမှာဒူဝမ်โอเค လာပြီးနှစ် ဒီနေ့โอเคကြာဒီထဲမှာဘာထပ်တာပါလေးလား ပေါရ โอเคအဲ့ဒါကျွန်တော်ဒီမှာနောက်ထပ်ဆက်သွားမယ်ဒီမှာဆိုရင်ကျွန်တော်ကဒါကတော့ဒီဒါဖတ်ကြည့်ပါဦး1 ဝမ်ဆောင် 1 sound ပြီးဝမ်ဆောင်ဟောနောအဲ့ဒါတရာဖြောက်တာ ဟောနောအာနော ဟောနောအားလားဟောနောအာနော ဟောနော မိုက်ထူနော့ ဟောနောအာမိုက်ထူနာဟောနောအာနောမိုက်ထူနာ
ဒီမှာဆိုရင်ဒါအတင်ကြီးတားလေးဒီမှာကြည့်လို့ရတယ်ဒါခုနလိုမျိုးဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဝန်ဆောင်ဟုတ်လားဒီလိုဆောင်ဆိုရင်ဒါကျွန်တော်အနေကနေဆွဲတဲ့အတန် sorry ဝန်ဆောင်ဆိုရင် ဟုတ် အနေကနေဆွဲတဲ့အတန်ဆိုရင်မြင်းလဲတာဆိုအမြင်းကနေဆွဲတဲ့အတန် okay sorry ကျွန်တော်တို့ဒီဒါကဝန်ဆောင်ဆိုကျွန်တော်တို့က falling လုံးဖြစ်မှာပေါ့နော် falling လုံးဖြစ်မယ်ဒါဆိုလို့ရှိရင် ဟုတ်တယ် နာဆိုရင်ကျွန်တော်က rising လုံးဟုတ်လားဟုတ်လား နာမိုက်ဆို ဟောနောနာမိုက်တို့နာဆိုရင်ကျွန်တော်ကနာဆိုရင်လို့မြင့်ဆွဲတာအမြင့်ကိုဆွဲတဲ့တာဟုတ်လားအမြင့်ကနေဆွဲတဲ့တာ ဟုတ်တယ်မိုက်ထိုးရွှင် โอเคအဲ့ဒါကျွန်တော်ကဖတ်ကြည့်ပါဦးဝန်ဆောင်နာဆိုရင်ကျွန်တော်ကနာဆိုတာသူ့ရဲ့အဓိပ္ပာယ်ကလာမဲ့လို့အဓိပ္ပာယ်လာမဲ့ဒါမှမဟုတ်လာမဲ့ဒါမှမဟုတ်နောက်အဲ့လိုမျိုးအဓိပ္ပာယ်ရတယ်အဲ့ဒါကျွန်တော်ဝန်ဆောင်ဆိုဘာဖြစ်မလဲဝန်ဆောင်ဆိုရင် ဝန်ဆောင်ကစနေ စနေနာဆိုရင် ဟုတ် နောက်ဆိုအဲ့တော့နောက်စနေဒါမှမဟုတ်လာမဲ့စနေအဲ့လိုပြောတာနောက်စနေဒါမှမဟုတ်လာမဲ့စနေအဲ့လိုပြောတာလာမဲ့စနေနေ့ပေါ့ဝန်ဆောင်နာဆိုလာမဲ့စနေနေ့โอเคဒါလို့ဖတ်ကြည့်ပါဦးထားတော့လာမဲ့စနေနေ့လာမဲ့တင်းတင်းကုန်နေဆိုပြောမလဲ လာမဲ့ဆိုရင်ဝန်အာထိတ်နာဝန်အာထိတ်နာ โอเควันที่นาတင်းတင်းလာအောင်ဘယ်လိုလဲတင်းတင်းလာအောင်1 ကျန်ဝန်ကျန်နာ วันจันทร์นาလာမဲ့တင်းလာနေโอเคလာမဲ့တင်းလာနေဒါမှမဟုတ်နောက်တင်းလာနောက်တင်းလာလို့ပြောရနောက်ထပ်လာမဲ့တင်းလာဆိုနောက်တင်းလာပေါ့အဲ့လိုပြောလို့ရတယ်ဒါလေးဖတ်ကြည့်ပါဦးနောက်ထပ် အဲ့ဒါလေဟိုဝန်ဆောင်ထော်ဤတီမိုက်ဤတီ ထော်ရီမိုက်တီထော်ရီမိုက်တီ လောအဲဒါဟုတ်တယ်လော မနေ့လောအဲ လောအဲ แล้วไม่ถูกแล้วแล้วไม่ถูกแล้วဆိုရင် ဝန်ဆောင် ที่แล้ววันဆောင်ที่แล้ววันဆောင်ที่แล้ววันဆောင်ที่แล้วဆိုတာကဒီမှာที่แล้วဆိုတာကပြီးခဲ့တယ်လို့ပြောပြရတယ်ပြီးခဲ့တဲ့အဲဆိုရင်ဒါဝန်ဆောင်ที่แล้วဆိုရင်ပြီးခဲ့တဲ့စနေနေ့ဝန်ဆောင်ที่แล้วပြီးခဲ့တဲ့စနေနေ့ဒါမှမဟုတ်ပြီးခဲ့တဲ့ဒါမှမဟုတ်လွန်ခဲ့တဲ့ပေါ့လွန်ခဲ့တဲ့စနေနေ့အဲ့လိုလည်းပြောလို့ရတယ်ပြီးခဲ့တဲ့ဒါမှမဟုတ်လွန်ခဲ့တဲ့နော်အဲ့တော့ပြီးခဲ့တဲ့လဲအောင်ဆိုတာဘာပြောလဲလဲအောင်ဆိုတာ แล้วဆိုတာပြီးပြီ ပြီးပြီစားပြီးပြီဆိုရင် กินแล้ว กินแล้วโอเคဒီမှာထိแล้วဆိုရင်ထိแล้วဆိုရင်သူကပြီးခဲ့တဲ့လို့ပြောပြီးခဲ့တဲ့ထိแล้วဆိုပြီးခဲ့တဲ့အဲဆိုဝန်ဆောင်ထိแล้วဆိုရင်ပြီးခဲ့တဲ့စနေနေ့အဲဆိုပြီးခဲ့တဲ့တနင်္လာဆိုမပြောမလဲ ပြီးခဲ့တဲ့တနင်္လာဆိုရင်ဝန်ကျန်ထီแล้ว วันจันทร์ที่แล้วပြီးခဲ့တဲ့တနင်္လာနေ့วันจันทร์ที่แล้วโอเคအဲ့ဒါရမယ်နောက်ထပ်ဖတ်ကြည့်မအောင်ဒီမှာဆိုရင် တော့ဥရတရဥရတော့ဥရနော် ดูอ่ะนี่ နော်ဤနီမိုက်ထိုနီ နော်นี่မဲ့นี่အဲ့ဒါดูอ่ะนี่ဆိုရင်ဒီလာကွာนี่ဆိုတာဒီဆိုတော့လာနဲ့ဒီနဲ့ပေါ့နော်ဒီလာဒီလာดูอ่ะนี่ဒီလာနောက်တစ်ခုမှကြည့်ပါဦး တော့ဒီယံတော့ဥရနော်တူဝံ တော့ดูอ่ะ ဟောနောအာနာ ဟောနောအာနာမိုက်ထိုနာအဲ့ဒါဒူရနာဆိုတာကရှိလာကျွန်တော်ခုနတည်းပါဆိုရင်ရှိလာနဲ့နောက်လာနဲ့တူလာ တူ ရှိလာနဲ့နောက်လာနဲ့တူလာ ရှေ့လာနဲ့နောက်လာနဲ့မတူ ဘာလို့မတူရလဲဥမာကျွန်တော်ရှိလာကြရင်ပတ်စံပေးမယ်ဒါမှမဟုတ်ကျွန်တော်နောက်လာကြရင်ပတ်စံပေးမယ်ဆိုမတူလားကျွန်တော်မြန်မာစကားကိုပြောတာတော့
ခုကကျွန်တော်ဒီမှာခုနပြောတာဒီနားဆိုရင်နောက်လို့ပြောတာဥမာဝန်ဆောင်နောက်ဝန်ဆောင်နားဆိုရင်နောက်စနေလို့ပြောတာနောက်စနေထားတော့ကျွန်တော်အခုထားတော့ဒွန်နားဆိုရင်နောက်လာတာမှမရှိလားနောက်လာနဲ့ရှိလားနဲ့တူလား လာအတူတူပဲ မိုးလီအတိတ်ပဲတူလားအတိတ်ပဲ တိတ်ပဲမတူဘူးလေရှေ့နဲ့နောက် အဲ့လိုပြောမို့လေထားပါတော့ကျွန်တော်ဒါပါတော့ကျွန်တော်ခမအကျွေးကိုနောက်လာနေပြီနောက်လာကြပေးမယ်အဲ့ဒါ အော်ဟုတ်တူတယ် ကျွန်တော်ခမအကျွေးကိုရှိလာကြပေးမယ် ဟုတ်တူတယ် တူလား တူ โอเคခိုင်းတော့ဒီမှာဆိုရင်မတူးဆိုလည်းမတူအဲ့ဒီမှာရှင်းနောက်တော့မှာပဲလေခုနလိုမျိုးဒီမှာဆိုတော့ရှီလို့ပြောတာပေါ့နော်ရှီဆိုရင်ကျွန်တော်ကရှီဆိုရင်ဒါမှမဟုတ်လာမဲ့ပေါ့ရှီဒါမှမဟုတ်လာရှီဆိုတော့လာမဲ့ဟာပေါ့အဲ့ဒါခုနကဒွန်နာဆိုရင်လာမဲ့လာလို့ပြောလို့ရတယ်ရှီလာအဲ့လိုပြောလို့ရတယ်โอเคဒါကျွန်တော်ကတော့ပြီးခဲ့တဲ့လားဆိုရင်ကျွန်တော်ကဒွန်ထီလောက်ဆိုရင်ထီလောက်ဆိုရင်ပြီးခဲ့တဲ့ဒွန်ဆိုလာပြီးခဲ့တဲ့လာပေါ့ဒွန်ထီလောက်ပြီးခဲ့တဲ့လာဒီနေ့ကိုဘယ်လိုပြောလဲနေ့ကို ဒီကိုပြီး နေ့ကိုပြီးအဲ့ဒါဒီလာဆိုရင်ဘယ်လိုပြောမလဲ ဒီလာဆိုရင်ဒွန်နီဒီလာ နော်ဆိုရင်ဒီနေ့ပေါ့ဒီနေ့ အာဒွန်ပြီး ဟမ် ဒီနှစ်ဟုတ်ပြီမဟုတ် ပြီးရလာ ပြီးနီ ပြီးနီဆိုလာပေါ်ပြီးပြီးနီโอเคပြီးနီနောက်တစ်ခုကထားတော့ရှေ့လာဆိုဘယ်လိုပြောမလဲဆိုရှေ့လာမဟုတ်ရှင်းနှစ် ဟယ်လို ဟယ်လိုဟုတ် ရှင်း ရှင်း နှစ် နှစ်ရှင်းနှစ်ဆိုရင်ပြီးနာ ပြီးနာโอเคနောက်တစ်ခုကပြီးခဲ့တဲ့နှစ်ဆိုလို့ပြောမလဲ ပြီးခဲ့တဲ့နှစ်ဆိုရင်ပြီးထီလဲ ပြီးထီแล้วပေါ်ကြီးကဘာဖြစ်လဲပေါ်ကြီးအဲ့တော့ထကြအောင်ပေါ်ကြီးကဘာသရလဲ ပေါ်ကဘာဒရာလဲဆို ဆို ရင် ရင်ဘာသရ လဲတယ် ဘာပြီးတယ်လေတံပြီးကိုသရအရှိလေတံပြီးသရအရှိဆိုဘာရလဲ လဲဒီဒရာရှိဆိုလဲတယ် ပေါ်ကြီးဆိုရင်ပုံမှန်လေတံဆိုပေါ်ကြီးပြီးဆိုရင်သူကအမြင့်နဲ့ပြောက်ရောက်ပဲပေါ်ကြီးပြီးနော်ပြီးဟိုမှာပြီးလို့လဲပြီးဆိုရင်ကျွန်တော်ကအတန်းဘယ်လိုပြောလဲအမြင့်ပတ်တန်ရောက်သွားတယ် normal တန်မဟုတ်တော့လေတန်မဟုတ်တော့ဗျာပေါ်ကြီးပြီးအဲ့ဒါပြီးထီလောက်ဒါမှမဟုတ်ပြီးနာပြီးနီပြီးထီလောက်โอเคရပါနော် ဟုတ် အဲ့ဒါဒီမှာခတ်တာပါရှိသေးလေ ရှိဘူး မရှိဘူးเนาะโอเคအဲ့ဆိုကျွန်တော်နောက်ထပ်သွားလိုက်မယ်အဲ့ဒီမှာကျတော့အချိန်နဲ့โอเคအချိန်ဆိုရင်ဒီအချိန်ပေါ့ဒါအချိန်နိုင်လို့ပြောတဲ့အချိန်အောင်ပါပြီโอเคပထမဆုံးကျွန်တော်ကြည့်မယ်ဒီကောင်เนี่ยနည်းနည်းမှတ်ရခတ်တယ်ဆိုတော့နည်းနည်းလေးအားဆိုင်ပါရမယ်ဒီမှာဆိုရင်ကျွန်တော်ကပထမဆုံးဖတ်ကြည့်ပါအောင်တော်ကြီး တော်အီတီ တော်ကြီးခုနလိုမျိုးတော်ကြီးဒီလို့ပြီးတော့အဲ့လိုမျိုးအတန်မဟုတ်ဘူးเนาะတော်ကြီးဒီတီလို့မျိုးကြားတဲ့အတန်လေးဖက်ရမှာလေတန်ဆိုတော့တော်ကြီးဒီခုနပေါ်ကြီးပြီးထီလောက်ပြီးနာပြီးနီဒါဆိုတော်ကြီးဒီတီဆိုရင်ကျွန်တော်တောင်ကျွန်တော်ကြီးတီတူလားမတူဘူးလေတီဆိုရင်ကျွန်တော်ကအတန်ကြီးကအမြင့်ပံပြောက်သွားသွားပြီပုံမှန်တန်ဆိုရင်တော်ကြီးတီဟုတ်ကြမလားတော်ကြီးဆိုရင်ကျွန်တော်ကညဥ်ဥယျာဉ်ချိန်လို့ပြောတယ်ညဥ်ဥယျာဉ်ချိန်ဆိုရင်ကျွန်တော်ကညဥ်ဥယျာဉ်ဆိုရင်ဘယ်ရောက်ဖြစ်မှာမြန်မာချိန်ဆိုရင် ဆန်နာ စနစ်ကတကောင်ကျော်တကောင်ကျော်ပြီးသွားတဲ့နောက်ပိုင်းမှာသူကဒီမှာဆိုရင်မနေ့တနာရီကနေပြီးတော့
မနက်9နာရီအထိကိုသူကတကောင်ရန်ချင်းလို့ပြောတယ်တကောင်ရန်ချင်းတကောင်ချင်းမှအာရုံတက်ချင်းလို့ပြောတာဆိုမနက်1နာရီကနေပြီးတော့မနက်1နာရီကနေပြီးတော့မနက်မိုးလင်း9နာရီအထိပေါ့9နာရီအထိကိုကျွန်တော်ကဒီရနဲ့သုံးမယ်တော်ရီဒီโอเคနော်အဲ့ဒါကျွန်တော်ချက်ကြည့်မယ်ဒီမှာဆိုရင်ဒီမှာဆိုရင်ကျွန်တော်ကဘယ်လိုဖတ်မလဲဆိုရင်တော်ရီဒီဒါကိုတစ်ဆိုရင်ဘာဖြစ်မလဲ တစ်ဆိုရင် တစ်ဆိုရင်နင်းဒါဆိုရင်တီးနင်းဆိုရင်မနက်1နာရီတီးနင်းမနက်2နာရီဆိုရင် tinh sẵn တီးဆောင်မနက်3နာရီ đi sẵn မနက်4နာရီ đi xỉn တီးစီမနက်5နာရီ đi đi hạ တီးဟာโอเคတီးဆောင်ဆိုရင်တီးနင်းတီးဆောင်တီးဆမ်တီးစီတီးဟာအဲ့ဆိုရင်ကျွန်တော်ကမနက်1နာရီကနေပြီးတော့မနက်5နာရီထိအဲ့ဒါအဲ့အချိန်ကိုကျွန်တော်ကဒီတော်ရီတီးနဲ့တုံးတယ်တီးနင်းတီးဆောင်တီးဆမ်တီးစီတီးဟာအဲ့ဆိုရင်ကျွန်တော်ကအဲ့အချိန်တွေကိုကျွန်တော်ကဒီတီးနဲ့တုံးတယ်ကျွန်တော်အဲ့9နာရီနောက်ပိုင်း9နာရီကနေစပြီး9နာရီကနေဆို9နာရီပြီးတော့6နာရီကြာတော့ဘယ်လိုဖြစ်သွားလဲဆိုရင်ဖက်ကြည့်ပါဦးဒါဘာဖြစ်မလဲမော mò o mò ngò ai မောပါလေဒါတရအောင်ကောင်းလေ ô tara မောအို mò ô ngò မောအို mò ô ngò မောအိုငေါမုံတစ်ခါကြည့်ပါဦးချော cho a cho u à ချောဦးကမဟုတ်ပါဘူးချောဦးက ဘာတရလဲဒါဘာတရလဲ ao အောင်တရအဲ့ဆိုရင်ကျွန်တော်ကချောအောင်ဆို6ဆို6မိုက်6မိုက်တူ6မုံ6မိုက်တူချောအောင်ဘာလို့ပြောလဲချောအောင်ဆိုရင်ဘာဖြစ်သွားမလဲချောဘာဘယ်ဥစုတွေရလဲချောက နေတာတရရှိ nên dần ra chỉ dùng ở lề đây လေတံကိုမိုက်ထုတ်ထည့်လိုက်တော့ nhìn đây အမြင့်တံโอเคချောအောင်ခုနကတော့ချောအောင်မိုက်တူချောအောင်မိုက်တူ cho ချောအောင်မိုက်တူချောအောင်မိုက်တူချောမုံရမလားမုံချောနော်မုံချောအောင်မိုက်တူချောအောင်မိုက်တူချောအမြင့်တံဆိုတော့ချောအောင်မိုက်တူချောမုံချောဆိုရင်ကျွန်တော်ကမုံချောဆိုရင်ကျွန်တော်ကမနက်ပိုင်းအချိန်ကိုပြောတာမနက်ပိုင်းအချိန်ဆိုခုနကလို9နာရီပြည့်နောက်နဲ့9နာရီပြီးတော့6နာရီရစမယ်6နာရီကနေပြီးတော့နေ့လယ်7နာရီအထိကိုကျွန်တော်တို့ကဒီမုံချောင်းနဲ့သုံးတယ်မုံချောင်းမိုက်တူချောင်းအဲ့တော့မုံချောင်းဆိုရင်ထားတော့ဒီမှာဆိုရင်6ကိုလို့ပြောလဲ cho cả hộp ဟုတ်မုံချောင်းအဲ့ဆို6နာရီ9နာရီလို့ပြောမလဲ chị mùng chó ကြည့်မဟုတ်ဘူးကြည့်ဆိုရင်အဲ့ဒါလည်းတစ်မျိုးဖြစ်နေကြည့်မုံချောင်းโอเค7နာရီလို့ပြောမလဲ dạ 7နာရီ xin bẹ mùng chó ပဲမုံချောင်း9နာရီကို cọ mùng chó ကောင်းမုံချောင်းโอเค10နာရီကို thế này xịt mùng chó 7နာရီကို xịt ẹ mùng chó ဆီရမုံချောင်းဒီဆီရမုံချောင်းအဲ့ဆိုကျွန်တော်ကခုနမနေ့တနာရီကနေပြီးတော့မနေ့9နာရီအထိကိုတီးနေပြောတယ်တီးနေတီးဆောင်တီးစီတီးဟာအထိပြောပြီးတော့9နာရီကနေပြီးတော့6နာရီကနေစလို့မုံချောင်းအဲ့ဆိုရင်ဟုတ်မုံချောင်းจิตမုံချောင်းပက်မုံချောင်းကောင်းမုံချောင်းစစ်မုံချောင်းစစ်အဲမုံချောင်းအဲ့လိုမျိုးမနေ့ပိုင်းအချိန်ကြီးပြောတာပေါ့နော်အဲ့တော့နာရီရက်ပွဲနေသူကအမြဲတမ်းမတူနေဘူးမနေ့ပိုင်းကိုဘယ်လိုခေါ်ရဲ
ဒါတော့မနက်ဆိုရင်တကောင်ကြီးဥယျာဉ်အချင်းကိုဘယ်လိုခေါ်ရဲမနက်ပိုင်းအချင်းကိုဘယ်လိုခေါ်ရဲနောက်တစ်ခုရှိသေးတယ်အဲ့ဒါကပါလဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်ကတကောင်ရံမွတ်တဲ့ဆိုရင်နေ့လယ်12နာရီချင်းနေ့လယ်12နာရီချင်းဆိုရင်ဒါဖတ်ကြည့်ပါဦး ထောအီယာ ထောယာငေါထီယန်မိုင်းထီယန်နော်ဘောနော် เทียวัน ထီယန်ဝန်ဆိုရင်နေ့လယ်12နာရီမွတ်တဲ့အချိန်နေ့လယ်12နာရီကိုထီယန်ဝန်လို့ပြောတယ်ထီယန်ဝန်โอเคအဲ့နေ့လယ်12နာရီကနေပြောဆိုနေ့လယ်12နာရီကိုထီယန်ဝန်လို့ပြော12ကနေပြောပြီးတော့1နာရီဆိုရင်သူကမွန်းလဲပိုင်းရောက်သွားပြီနေ့လယ်1နာရီကနေပြီးတော့3နာရီအထိကိုကျွန်တော်ကဖတ်ကြည့်အောင်ဒါပါဖြစ်မလဲ ဘောအာပါ ဘောအာယောဘိုင်မိုက်ဘိုင်ဘောအာယောဘိုင်မိုက်ဘိုင်အမြဲထွက်ရင်သူကဘိုင်လို့ထွက်တယ်ဘိုင်ဘာလုံးချုံမြင်ကတဘိုင်အဲ့ဒါဘိုင်ဆိုမွန်းလဲပိုင်းကိုပြောတာမွန်းလဲ1နာရီကနေပြီးတော့3နာရီအထိဒီမှာဆိုရင်ဖတ်ကြည့်အောင်ဒါဆိုသူကဒီမှာကျတော့ခုနကျွန်တော်တို့ဒီလိုမျိုးခုနကပြောတယ်ဒီမှာဆိုရင်ညဥ်ဥယျာဉ်အချိန်မှာဆိုရင်ဒီထိုင်းတီးရရှိရလာတယ်တီးမြင်တီးဆောင်တီးစီတီးခပြီးလို့ရှိရင်မနက်ပိုင်းရောက်သွားတယ်ဆိုရင်နောက်ကထိုင်းစကားနောက်ကလာတယ်ခဏလေးရရှိရလာတယ်အဲ့ဒါလေးမှတ်ဖို့လိုရနော်ခုနလိုမျိုးဟုတ်မုံချောင်းပဲမုံချောင်းကောက်မုံချောင်းစစ်မုံချောင်းစစ်အဲမုံချောင်းမုံချောင်းနောက်ကလာတယ်မုံချောင်းပြီးလို့ရှိရင်ကျွန်တော်ကတီးရဒီမှာကျတော့ရှိရလာတယ်ခုနပြောတဲ့ဒီမှာကျတော့ဘိုင်ကရှိရလာတယ်ဘိုင်နာနာတော့ဘိုင်ပြီးတော့တစ်ကိုလည်းပြောလဲ หนึ่ง ဘိုင်နှစ်ကို บายสอง သုံးကို บายสาม ဘိုင်ဆန်ဒါဆိုနေ့လေ3နာရီဘယ်လိုပြောမလဲ နေ့လယ်3နာရီဆိုရင်บายสาม ဘိုင်ဆန်โอเคမွန်းလဲပိုင်းကိုကျွန်တော်ကဘိုင်လို့ပြောတာဘိုင်နင်းဘိုင်ဆောင်ဘိုင်ဆန်โอเคမွန်းလဲပိုင်းပြီးတော့မွန်းလဲပြီးတော့လည်းကျွန်တော်ကညနေရောက်သွားပြီသူက4နာရီကနေစပြီးတော့ညနေကိုဘယ်လိုတွက်လဲဆိုရင်မုံရင်ဆိုမောအုံမောမုံဒါဘာဖြစ်မလဲဖတ်ကြည့်ပါဦးယော နည်းနည်းခဏလေးတရာပြောင်း ဘာတရားဖြစ်မလဲ အဲ့တရာရောအဲ့ လားယောလား ဟုတ်တယ်ရောအဲ့ မုံဟုတ်တယ်ဆိုမုံ ရောအေးရောအေး ယောပါလေယောနောက်ကအတွဲကယော နော်ရင် ယောနော်ရင်မြင်တော့ပါလေ ရင်ကျော်မင်းကလေး ဟမ်ယောရင်ကဘာသာပိတာမတ်တနဲ့ပိတာမတ်တနဲ့ယောနော်ရင်ဆိုပါဖြစ်မလဲအေးတာလေကျွန်တော်ရေအေးဆိုရင်အေးတာဟုတ်လား အေးတာ ရင်မုံရင်ဆိုတော့ညနေပိုင်းရောက်တော့အေးသွားတဲ့အချိန်ရောက်တာအဲ့တော့မုံရင်ဆိုရင်ညနေချိန်ကိုပြောတာဒီညနေ4နာရီကိုလို့ပြောလဲဆိုရင်4ကိုလို့ပြောလဲ လေးကိုစီ စီပြောကြည့်ပါဦး စီမုံရင်စီမုံရင် โอเคစီမုံရင်9နာရီကိုလို့ပြောမလဲ ဟာမုံရင် 6နာရီကို 6နာရီကိုဟုတ်မုံရင် ဟုတ်မုံရင်โอเคညနေပိုင်းကိုကျတော့မုံရင်လို့ပြောတယ်မွန်းလယ်ပိုင်းကိုကျတော့ဘိုင်လို့ပြောတယ်โอเคနေ့လယ်ဆိုတော့နေ့လယ်မွန်းတဲ့အချိန်ကျတော့ထီယန်ဝန်โอเคထီယန်ဝန်ပြီးလို့ရှိရင်ကျွန်တော်ကမနက်ပိုင်းအချိန်ကိုကျတော့ကျွန်တော်ကမုံချောင်းမနက်ပိုင်းအချိန်မုံချောင်းပြီးလို့ရှိရင်ကျွန်တော်ကဒီဘက်မှာကျတော့ညဥ်ဥယျာဉ်အချိန်မနက်1နာရီကနေပြီးတော့မနက်9နာရီအထိကိုတီးလို့ပြောတယ်တီးညံတီးဆောင်တီးဆမ်တီးစီတီးခပြီးလို့ရှိရင်မနက်ပိုင်းအချိန်ကျတော့ဟုတ်မုံရင်ဟုတ်မုံချောင်းကျက်မုံချောင်းပက်မုံချောင်းကောင်းမုံချောင်းစစ်မုံချောင်းစစ်အဲမုံချောင်းပြီးလို့ရှိရင်12နာရီကိုကျွန်တော်က
天王这是哪比如莫来听就那个拜年拜上拜三拜三了表嘞比如现在那个莫来比多少年里边有多少4 โมงเย็น5 โมงเย็น6 โมงเย็น6 โมงเย็น โอเค了表嘞ရမနော်လားဖတ်ကြည့်အောင်မလားโอเคဖတ်ကြည့်တော့နောက်မှဖတ်တော့ကျွန်တော်ဒေတာပြီးအောင်သွားလိုက်မယ်โอเคပထမဆုံးခုနအဲ့ဒါကြီးပြောပြီးသွားတော့သူကဒီမှာဆိုရှင်ဒါဖတ်ကြည့်ပါအောင်ဘာဖြစ်မလဲဟယ်လို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 